ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးနဲ့အရန်ကိုနီးစပ်တဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့စိတ်ကြမ်းမာရေးနဲ့ကိုယ့်ရဲ့လက်တွဲဖို့အကြောင်းကိုပြောပြချင်ပါတယ်ကျွန်တော်တို့ရဲ့ဆက်ဆံရေးတွေနောက်ကွယ်မှာဘလို့စိတ်ပိုင်းဆိုင်ရာအကြောင်းတရားတွေရှိနေလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်ပါကဲဒီမေခွန်းလေးနဲ့ရင်စားလဲအောင်အငင်းရခွန်တစ်ခုတည်းကိုပဲထပ်ပြီးရင်ရင်ဆိုင်နေရတယ်လို့ခံစားရဘူးလားဟုတ်တယ်မလားဒါကလူတော်များများကြုံဖူးနေကြခံစားချက်တစ်ခုပါအဲ့တော့ဘာကြောင့်ဒီလိုဖြစ်နေရတာလဲအဖြစ်ကိုအတူတူရှာကြည့်ကြအောင်ပထမဆုံးအပိုင်းအနေနဲ့အတိတ်ရဲ့ပဲတင်တန်ဒီအကြောင်းပြောကြမယ်ဆိုလိုတာကတော့ကျွန်တော်တို့ရဲ့အတိတ်ကအတွေ့အကြုံတွေကအခုလက်ရှိဆက်ဆံရေးအပေါ်မှာဘလူတွေလာပြီးတက်ရောက်နေတယ်လေဆိုတာပါပဲခလေးဘွားစိတ်တန်ရာလို့ပြောလိုက်ရင်လူတွေကအဖြစ်ပြက်ကြီးကြီးမားမားတွေကိုပဲပြေးမြင်တတ်ကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့လိုချီပဲလည်းမဟုတ်ပါဘူးခလေးတယောက်ရဲ့ခံနိုင်ရည်ထဲကျော်လွန်သွားတဲ့ဘယ်လိုအတွေ့အကြုံမျိုးမဆိုကသူတို့အရရောက်လာတဲ့အခါမှာသူတို့ရဲ့ဆက်ဆံရေးပုံစံတွေကိုမတိစိတ်ကနေပုံဖော်နေနိုင်ပါတယ်ဟုတ်ပါတယ်စိတ်တန်ရာဆိုတာပုံစံအမျိုးမျိုးနဲ့လာနိုင်ပါတယ်ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတာစိတ်ပိုင်းဆိုင်ရာလေလူးရှုခံရတာဒီကနေဆိုလို့အိမ်မှာမူးရစေးသုံးဆွဲတာရှိတာဒါမှမဟုတ်မိဘတူဦးကိုဆုံးရှုံးလိုက်ရတာမျိုးအထိပေါ့ဒီအရာအားလုံးဟာလူတစ်ယောက်ကနောက်ပိုင်းမှာတခြားသူလေးနဲ့ဘလို့ချိတ်ဆက်နေဆိုတဲ့ပုံစံကိုလွှမ်းမိုးသွားနိုင်ပါတယ်ကောင်းပြီဒါဆိုရင်ကျွန်တော်တို့ဘလို့ချိတ်ဆက်ကြတယ်လဲတွေ့တာမှုပုံစံလေးကြောင်းဆက်ပြောကြရအောင်ခုနကပြောခဲ့တဲ့ငယ်ဘဝတွေ့ကြုံတွေကကျွန်တော်ရဲ့ဆက်ဆံရေးတွေအတွက်အခြေခံပုံစံတစ်ခုလို့ခင်နေတတ်ပါတယ်ဒါကိုအဓိကအဖြစ်အုပ်စုကြီးနှစ်ခုခွဲကြည့်လို့ရတယ်တစ်ဖက်မှာတော့လုံခြုံသောတွေ့တာမှုပေါ့ဒါကတော့ဆက်ဆံရေးမှာလုံခြုံတဲ့ချိတ်ဆက်မိတယ်လို့ခန်းစားရပြီးလက်တွဲဖော်ကိုယုံကြည်နိုင်တဲ့ပုံစံပါနောက်တစ်ဖက်မှာတော့မလုံခြုံသောတွေ့တာမှုရှိတယ်အဲ့ဒီမှာတော့စိုးရိမ်စိတ်တွေကြောက်ရွံ့စိတ်တွေဒါမှမဟုတ်ရင်းနှီးမှုကိုရှောင်ဖယ်ခြင်းတဲ့စိတ်တွေပါလာနိုင်ပါတယ်ကျွန်တော်တို့အားလုံးရီမန်းတဲ့ပန်းတိုင်ကတော့လုံခြုံသောတွေ့တာမှုပါပဲဒါကအကျမ်းမာဆုံးပုံစံလို့ပြောလို့ရတယ်ဒီလိုပုံစံရှိတဲ့သူတွေကသူတို့ရဲ့ဆက်ဆံရေးပေါ်မှာယုံကြည်မှုရှိတယ်အချစ်ကိုပေးရမှာရောယူရမှာပါတတန်တတရှိတယ်ဒါကတကယ်ကိုအားလုံးလိုချင်တဲ့ပုံစံမျိုးပဲမဟုတ်လားဆိုရင်ပူပန်တက်တော့တွေ့တာမှုပုံစံကိုကြည့်ရအောင်ဒီနေရာမှာအဓိကကြောက်စိတ်ကစွန့်ပစ်ခံရမှာကိုပါပဲငါ့ကိုထားသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့စိတ်ကအမြဲလိုရှိနေတတ်တယ်ဒါကြောင့်ဒီလိုပုံစံရှိတဲ့သူတွေကသူတို့ရဲ့လက်တွဲဖော်စီကနေချစ်ချင်းမေတ္တာနဲ့လုံခြုံမှုကိုအမြဲတမ်းအာမခံချက်တောင်းခံနေတတ်ပါတယ်နောက်တစ်ခုကတော့ရှောင်ရှားတတ်သောတွေ့တာမှုပုံစံပါဒီလူတွေအတွက်ကတော့လွတ်လပ်မှုကအရာအလုံးပါပဲအရန်ရင်းနှီးခွာမိဆိုရင်မွန်းတက်လာတယ်လို့ခံစားရတတ်တယ်ဒါကြောင့်သူတို့ကိုယ်သူတို့ကာကွယ်တဲ့အနေနဲ့ခက်ခေါ့ခွာနေတာမျိုးဒါမှမဟုတ်ကိုယ့်ရဲ့ခံစားချက်တွေကိုဖိနှိပ်ချတာမျိုးလွတ်တတ်ချပါတယ်နောက်ဆုံးတစ်ခုကတော့အရှုပ်ထေးဆုံးဖြစ်တဲ့စနစ်မကျသောတွေ့တာမှုပုံစံပါဒါကစိုးရိမ်စိတ်နဲ့ရှောင်ရစိတ်နှစ်ခုလုံးပေါင်းနေတဲ့ပုံစံမျိုးပါတခါလေယဉ်နှီးချင်လိုက်တခါလေကြောက်ပြီးထွက်ပြေးချင်လိုက်နဲ့တကက်ကိုဆွဲတွန်းလုံနေရတယ်လို့ပါပဲဒီလိုဆက်ဆံရေးတွေကကြိုတင်ခတ်မှန်းရခဲ့ပြီးဖြိုဖြေးဖြစ်နေတတ်ပါတယ်ကောင်းပြီကျွန်တော်တို့အကြောင်းရင်းတွေကိုပြောပြီးပြီဆိုတော့အခုဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းကိုတွန်းလိုက်ရအောင်ပို့ပြီးခိုင်မာတဲ့အနောင်ကျိုးတွေကိုဘယ်လိုတည်ဆောက်နိုင်မလဲချိတ်ဆက်မှုကိုကျွန်တော်လိုအပ်ချက်ကိရိယာတွေအကြောင်းပြောကြမယ်ဒေါက်တာဂျွန်ကော့မန်စီကလာတဲ့အရင်ကောင်းတဲ့အရွယ်ဆက်တစ်ခုရှိတဲ့အချစ်မြေပုံများတဲ့ဒီလိုလေးမညောင်းကြည့်ပါဒါကကိုယ်လက်တွဲဖော်နေပတ်သက်တဲ့အရေးကြီးချက်လက်အားလုံးကိုတင်ထားတဲ့ဦးနောက်ထဲကနေရာတစ်ခုပေါ့သူတို့ရဲ့နေ့စဉ်စိတ်ဖိစီးမှုတွေနဲ့သူတို့ရဲ့အကြီးမားဆုံးအိမ်မက်တွေအထိအရာအလုံးပါပဲဒီအကြောင်းအရာတွေကိုသိရှိနားလည်ခြင်းဟာစစ်မှန်တဲ့ယဉ်ကျေးမှုရဲ့အခိုင်အမာဆုံးအုတ်မြစ်ပါပဲဒါဆိုဒီအချင်းမြေပုံတွေကိုဘယ်လိုတည်ဆောက်မလဲတကယ်တော့အရန်ယိုရှင်းပါတယ်ပထမဆုံးဟုတ်မဟုတ်မေးခွန်းတွေအစားအစုံသက်မရှိရဲ့မေးခွန်းတွေမေးပါဒုတိယအချက်ကအဓိကပဲတရားစီရင်တဲ့စိတ်မရှိဘဲနဲ့တေချာနာထောင်ပေးပါတတိယအချက်ကအသေးစိတ်အချက်လက်လေးတွေကိုအလေးထားပြီးမှတ်သားပါနောက်ဆုံးအနေနဲ့လူတွေကအချိန်နဲ့မျှပြောင်းလဲတတ်တယ်ဆိုတာကိုသတိရပြီးကိုယ့်ရဲ့မြေပုံတွေကိုအမြဲတမ်း update လုပ်နေရမယ်နောက်ဆုံးမှတော့အဓိကအချက်ကဒါပါပဲခိုင်မာတဲ့ဆက်သွယ်ပြောဆိုမှုဆိုတာရှုပ်ထွေးမှုတွေကနေရှင်းလင်းမှုစီကိုခေါ်ဆောင်သွားနိုင်တဲ့တရားတစင်းပါပဲကောင်းပြီအခုတော့အကြောင်းအရာလေးနည်းနည်းပြောင်းကြည့်အောင်ကောင်းတဲ့ຢာတွေကိုတိဆောက်ဖို့လောက်နဲ့မပြီးသေးဘူးကျန်းမာရေးနဲ့မညီညွတ်တဲ့ပုံစံတွေကိုလည်းသိရှိနားလည်ထားဖို့လိုပါတယ်အဲ့ဒီလိုကြမ်းတမ်းတဲ့ရေပြင်ကိုဘလို့ဖြတ်ကျော်မလဲဆိုတာကြည့်လိုက်အောင်ဒီပုံကိုကြည့်လိုက်ပါအောင်ဆက်ဆံရေးတွေကရှုပ်ထွေးတယ်မလားသူတို့ကဂေးဟာစစ်တင်တစ်ခုလုံးလိုပဲအေးဂေးဟာစစ်တင်တစ်ခုကျမ်းမာနေဖို့အတွက်ဆိုရင်တတိပိလက္ခဏာတွေကိုနားလည်ထားဖို့ကတကယ်ကိုအရေးကြီးပါတယ်အဒီမဆုံးအနီအောင်အလံတွေထက်ကတခုကတော့စိတ်ပိုင်းဆိုင်ရာအဆက်အသွယ်ပြတ်တောက်မှုပါပဲဒါကစကားတော့ပြောနေတယ်ဒါပေမဲ့တကယ်တမ်းမချိဆက်တော့တဲ့အခြေအနေမျိုးပါ
စကားတွေကအပေါ်ရမှာပဲရှိနေပြီးကိုယ့်ရဲ့အားနည်းချက်တွေခံစားချက်တွေကိုဖွင့်ဟပြောဆိုနိုင်တဲ့အခြေအနေမျိုးပျော့ကွယ်သွားတာပေါ့ဒါဟာဆက်ဆံရေးတစ်ခုအခက်အခဲဖြစ်နေပြီဆိုတဲ့လက္ခဏာကြီးတစ်ခုပါတတိထားရမယ့်နောက်ထပ်အစိတ်တောက်ဖြစ်စေတဲ့ပုံစံတစ်ခုကတော့အဆက်မပြတ်ဝေဖန်ခြင်းပါဒါကရိုးရိုးမကျေနပ်တောက်ကိုပြောတာထက်အများကြီးပိုဆိုးပါတယ်ကျွန်တော်တို့ပြောနေတာကတစ်ဖက်သားရဲ့ပုဂ္ဂိုလ်ကြီးကိုတိုက်ခိုက်တာသူတို့ရဲ့အောင်မြင်မှုတွေကိုအထင်သေးတာသူတို့ရဲ့စူးစမ်းမှုတွေကိုအမြဲတမ်းတန်ဖိုးမထားတာမျိုးတွေပါဒါကတကယ်ကိုဖြစ်စည်းနိုင်ပါတယ်ဒါကဘယ်လိုပုံစံမျိုးလဲနင်ကအမြဲတမ်းပဲဒါမှမဟုတ်နင်ကဘယ်တော့မှဆိုတဲ့စကားလုံးလေးနဲ့စတတ်တယ်သူတို့ရဲ့အောင်မြင်မှုတွေတိတ်တိတ်မောမောလေးတွေကအစားအထင်သေးတတ်တယ်သူတို့လုပ်နေတာတွေကိုတန်ဖိုးမထားဘူးဒါတွေကထိန်ချုပ်လို့စိတ်နဲ့ကိုတတိမမှုမိတာတွေကနေလာတတ်ပါတယ်ကဲပြဿနာတွေကိုသိပြီအခုအရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီကိုစားချင်းတို့တွားရလမ်းပေါ်ရည်ရွယ်ချက်ရှိကရှစ်ဆက်ဖို့ဘယ်လိုလုပ်မလဲဆိုတာကိုပြောကြရအောင် နှလုံးသားကကိုယ့်ဒုက္ခကိုကိုယ်ပဲတည်တယ်သူတစ်ပန်းကတော့ကိုယ့်ရဲ့ဝမ်းမြောက်ခြင်းကိုအပြည့်အဝမခံစားနိုင်ဘူးဆိုတဲ့စကားပုံတစ်ခုရှိပါတယ်ဒါတကယ်မှန်တယ်မို့လားကိုစားချင်းဆိုတဲ့ခီးကအယမ်းကိုပုဂ္ဂိုလ်ရေးဆက်ပါတယ်ကိုယ့်ရဲ့နာကျင်မှုရောပျော်ရွှင်မှုကိုပါကိုယ်ကလွဲရင်ဘယ်သူမှအပြည့်အဝနားနဲ့နိုင်မှာမဟုတ်ပါဘူးဒီအကြောင်းအရာတွေအားလုံးထဲကနေအဓိကမှတ်သားသွားရမယ့်အချက်ကတော့ဒါပါပဲကူးစားခြင်းဆိုတာအဖြစ်မှန်ပြည့်ပြည့်စုံတဲ့လက်တွဲဖော်တယောက်ကိုရှာဖွေနေတာမဟုတ်ပါဘူးဒါဟာကိုယ်တိုင်ကပိုးပြီးတီးနာလေတယ်ပိုးပြီးရွေချက်ရှိတဲ့လက်တွဲဖော်တယောက်ဖြစ်လာဖို့ကြိုးစားတာပါအပစ်တင်တာကနေကိုယ်တိုင်တိုးတက်အောင်လုပ်ဖို့ဘက်ကိုအာရုံပြောင်းလိုက်တာပါပဲဒီတော့ဒီအတွေးလေးနဲ့အဆုံးသတ်လိုက်ရအောင်ပို့ပြီးခိုင်းမာတဲ့ဆက်သွယ်မှုတစ်ခုကိုဒီဆောက်ဖို့အတွက်ဒီနေ့မှာပဲစတင်နိုင်တဲ့စကားဝိုင်းတစ်ခုတည်းတော့စကားဝိုင်းကဘာဖြစ်မလဲအဲ့ဒီစကားဝိုင်းကိုစတင်ဖို့စွမ်းအားကကျွန်တော်တို့လက်ထဲမှာပဲရှိနေပါတယ်ဒါကကျွန်တော်တို့အားလုံးရွေးချယ်နိုင်တဲ့အရာတစ်ခုပါ